နောက်ဆုံးတော့ဆိုင်ကယ်သမားတွေကိုရိုက်တဲ့မြန်မာနိုင်ငံသားတွေအကုန်လုံးကရဲစခန်းမှာသွားပြီးတော့ဝန်ခံချက်တွေပေါ့နော်သူတို့မားတယ်ဆိုပြီးတော့ပြောတယ်နောက်ပြီးတော့ထိုင်းလူမျိုးတွေကိုတောင်းပန်တယ်ဆိုပြီးတော့ဗီဒီယိုဖိုင်တစ်ခုထွက်လာခဲ့ပါတယ်ဒီနေ့ညနေမှာပေါ့နော်ဖြစ်ပျက်သွားတဲ့အကြောင်းတရားလေးတွေနောက်ပြီးတော့ update ပြန်လာပြောပြမှာပေါ့နော်မနေ့ကဆိုရင်နှာခေါင်းမွေးတို့နဲ့ဆိုင်ကယ်သမားတွေကပူးပေါင်းပြီးတော့အများကြီးပဲပေါ့နော်အဲ့ဒီမြန်မာနိုင်ငံသားတွေတုတ်တဲကင်ပြီးတော့ဆိုင်ကယ်သမားကိုရိုက်တဲ့မြန်မာနိုင်ငံသားတွေကိုလိုက်လံပြီးတော့ရှာဖွေခဲ့သေးပါတယ်ပေါ့နော်ဒါပေမဲ့မတွေ့ခဲ့ဘူးဒါပေမဲ့ဒီညနေကတော့အဲ့ဒီကောင်တွေကအဲ့ဒီ yes ကမှသွားပြီးတော့ဝန်ခံချက်တွေပြောတယ်နောက်ပြီးတော့ထိုင်း social media ကြီးတွေဖြစ်တဲ့အဲ့ဒီဟွန်ကဆယ်မှာပေါ့နော်နှာခေါင်းမွေးတို့ကိုခေါ်ပြီးတော့ interview မှုတွေပြုလုပ်သွားခဲ့ပါတယ်ပေါ့နော်သူတို့တွေပြောပုံအရဆိုရင်အဲ့ဒီဆိုင်ထဲမှာဆိုရင်ပေါ့နော်အဲ့ဒီဗာလဲတုတ်ကင်ပြီးတော့ဆိုင်ကယ်တော်ရိုက်တဲ့ကောင်ကအလုပ်လည်းမလုပ်ဘူးလို့ပြောတယ်သူကိုယ်တိုင်ကအဲ့ဒီပစ္စည်းတွေစားစရာတွေပါတယ်နည်းနည်းပါးပါးပဲဟိုပို့တီပို့တွေလိုက်လို့ပေးတဲ့လူတယောက်ပဲနောက်ပြီးတော့အဲ့ဒီဆိုင်မှာဆိုရင်လည်းဆိုင်ဖွင့်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အရက်တို့ပီယာတို့ဘာလို့ညာတော့ရောင်းပိုင်ခွင့်မရှိဘူးဒါပေမဲ့အဲ့ဒီဆိုင်ကအရက်တွေပီယာတွေရောင်းတဲ့အတွက်ပေါ့နော်ဆိုင်ကိုလည်းအပိတ်ခံထိသွားတယ်နောက်ပြီးတော့အရေးယူခံထိတယ်မြန်မာနိုင်ငံသားတွေအကုန်လုံးကတော့ passport တွေပါတယ်အကုန်လုံးရှိတယ်ဆိုပေမဲ့ပေါ့နော်တထေးနာမည်နဲ့မတူတဲ့အတွက်ပေါ့နော်တထေးရောမြန်မာနိုင်ငံသားတွေအကုန်လုံးရောပေါ့နော်ဒုက္ခရောက်သွားနိုင်ချေရှိပါတယ်အဲ့ဒါကြောင့်မို့ပါပဲခင်ဗျာနော်သူများနိုင်ငံမှာကျွန်တော်တို့တွေဆရာကြီးလိုလည်းမလုပ်တင်ဘူးနောက်ပြီးတော့သူများနိုင်ငံပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမဟုတ်တဲ့အတွက်ပေါ့နော်လုံးဝလောက်တာလုံးဝမမိုက်ပါဘူးအဲ့ဒါကြောင့်မို့ဒီနေ့ဆိုရင်ရဲကဝန်ခံချက်တွေလာပြောတဲ့အတွက်ပေါ့နော်ပြန်လွတ်သွားတယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့နှာခေါင်းမွေးတို့ပါတို့တွေကတော့လုံးဝမကျေနပ်ဘူးရဲတွေလွတ်သွားရတဲ့အကြောင်းရင်းကိုသိချင်တယ်သူတို့တွေနောက်တစ်ဖန်ပေါ့နော်ပြန်လဲပြီးတော့လိုက်လံရှာဖွေမယ်ဆိုပြီးတော့ပြောနေကြပါတယ်အဲ့ဒီမြန်မာနိုင်ငံသားတွေတွေ့ရင်တော့သူတို့ပါလုံးမယ်ဆိုပြီးတော့ပြောသွားတာပေါ့နော်